တင်ဆက်လေးတောက်ချင်းသည်တင်နှင့်တစ်ပံဝင်းကျင်ရှိလူများ၏ကျမ်းမာရေးကိုစိုးရွားစွာထိခိုက်ပျက်စီးစေပါသည်ဟာနင်းမကြောက်လိုက်တာလား ဒါလေးညနေစိတ်လေးကြားနေခါလေးဝင်ပြီးနေရောလာလာဝန်ထိုင်တကယ်ချင်းအဲ့ပြောစားရှိတော့ပြောလေဟိုလေဒီနေ့ငါမရပြေးသွားကြမှာအဲ့ဒါနေမှာလေလာအဲ့လိုတပတ်လောက်အော်ရတော့ဘောငါတော့နေကိုခေါ်ဖို့စဉ်းစားနေငါမိဘတွေလည်းမခင်သွားဆရာရှိရလေသူတို့ကအလွန်ဆုံး2ပတ်လောက်တော့ကြာမယ်တကယ်ချင်းငါတို့မှလေဒီမှာဒီလိုပတ်စုပွားတယ်ဟုတ်လားဟဲ့မကြောက်ပါဘူးအော်ဒီမှာတွေ့ပြီဟဲ့ဘာလဲတော့ဟဲ့ဒီကောင်မလေးကတော့တည့်ရမဟုတ်လားဘာလို့ကြောက်နေလဲဟဲ့ငါတို့ချက်တယ်ကြီးရလေဒီခန်းကောင်မလေးဟဲ့ကြည့်ပါဦးဘယ်လိုတည်သွားလဲမသိဘူးမလေးရဲ့ခေတ်ချင်ကြီးရတယ်သူတို့ရင်ထဲမှာတည်ရတယ်ဒီစလိုက်တော့ကြည့်ပါဦးဟဲ့စီးနေတာငါတို့နောက်နေ့မှသူတို့အိမ်ပိုင်းမှာနိုင်တယ်ဒီဘောတော့ရမှာပေါ့တချောင်းလေးပဲအေးညောင်နေလိုက်ငါတို့အိတ်ကြရမလားတော့ရအောင်လေဒီခါမှာငါတို့တူအိမ်နဲ့လေအေးဆေးနော်ကိုယ်လိုတော့ထားငါလေလောက်ဆက်ရှိသလိုရင်သွားနေအောင်လေနေအိတ်နဲ့အိတ်ခက်လေးငါ့ကိုမဆောင်ပါနဲ့ညနေချင်တယ်မှာကဲအေးဆေးနဲ့နော်ချင်အိတ်တော့